ကျွန်တော်ရောက်ရှိနေတာကတော့ပဲခူးရွှေနန်းတော်ကြီးလို့လူသိများတဲ့ကမ္ဘောဇတာလီနန်းတော်ကြီးမှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်နဲ့အတူတူကမ္ဘောဇတာလီနန်းတော်ထဲမှာဘာတွေပြသထားမလဲပြီးတော့ထူးခြားတဲ့ဘယ်လိုຢာရှိမလဲဆိုတာလိုက်ကြည့်ကြည့်ပါဦးခင်ဗျာကျွန်တော်နောက်မှာမြင်နေရတာဒီကမ္ဘောဇတာလီနန်းတော်ကြီးကိုပုံစံတူတိဆောက်ထားတဲ့အရာပဲဖြစ်ပါတယ်ဘုရင်နောင်မင်းတရားကြီးရဲ့မြင်း16កောင်ကတော့အခုမြင်တွေ့ရမှာကဘုရင်နောင်မင်းတရားကြီးရဲ့မြင်း16កောင်ကတဲ့ယထာတော်ကြီးတဲ့ဒီဘုရင်နောင်မင်းတရားကြီးဒီစေရေးအုပ်ချုပ်ရေးဆွမ်းရေးပြေဝတဲ့မင်းတစ်ပါးဖြစ်တည်နေညီဒုတိယမြန်မာနိုင်ငံတော်ကြီးကိုပြန်လည်စည်းရုံးတည်ထောင်နိုင်ခဲ့တည်တာမကမြန်မာနိုင်ငံအရှေ့နဲ့အနောက်ဘက်ဝန်းကျင်နိုင်ငံများအထိဖုန်းတကူဩဇာပြန့်နှံ့ရောက်ရှိခဲ့ပါသည်လက်အောက်ခံနိုင်ငံများကတရားမျှတသောမင်းတစ်ပါးအဖြစ်လေးစားကြတဲ့ကဲ့သို့ရက်10မျက်နှာကိုအုပ်စိုးသူနတ်တစ်ပါးအဖြစ်ပင်တင်စားခေါ်ဝေါ်ခဲ့ကြပါသည်ဒီအခုပြထားတဲ့ဒီမြင်း16កောင်ဆွဲတဲ့မြင်းရထားကြီးပေါ့သူ့ရဲ့အကြောင်းပြောထားဒီမှာဆိုရင်ဘရင်ဒီတဲ့မြင်း16កောင်ဆွဲတဲ့လဲကြီးကိုစီး၍ထွက်တော်မူသည်မြင်းလဲမှာတစ်ခုလုံးရွှေချတာသည်မြင်းရထားမှာခက်မြင့်မြင့်ဆွန်းရှိပြီးဒဂွန်တိုင်များစိုက်ထူထားသည်မြင်းရထားနောက်ကမူကြီးမက်ရ20ခန်းကကျိုးစာများကိုလက်တွင်ကန်၍လိုက်ကြသည်ဘရင်သည်မြင်းရထား၏အလဲဘက်မှစီးနှင်းသည်ဤမြင်းရထားပေါ်မှာအမတ်ကြီး၄ပါးကမတ်တက်ရက်၍စီးနှင်းသည်ဤမြင်းရထား၏ရှေ့ဘက်တွင်ကိုရန်တော်တက်ကချီတက်ရ၏စစ်တပ်၏အလဲမှမူမတ်တို့ကလိုက်ကြ၏ချမ်းသာကြွယ်ဝသူများနှင့်ခတ်ထန်သည့်ရုပ်သွင်းရှိသောစစ်သားများစနစ်တကျချီတက်သွားနေသည်ကိုကြည့်ရသည်မှာအံ့ဩဖွယ်ရာကောင်းလာသည်ဟုပင်မှတ်တမ်းတင်ထားပါတယ်တဲ့ဘယ်သူကလဲဆိုတော့အီတလီနိုင်ငံဗီနစ်မြို့သားစီဇာဖရန်ဒရစ်လို့ခေါ်တဲ့ဥရောပကုန်သည်တူကမှတ်တမ်းတင်ထားတာကျွန်တော်တို့နည်းနည်းသွားကြည့်လိုက်အောင်အဲ့ဒီမြင်းရထားကြီးကိုဘယ်လိုမှတ်တမ်းတင်ထားတာလဲပြီးတော့ကြတော့အဲ့ဒီမှတ်တမ်းတင်ထားတဲ့အတိုင်းဘယ်လောက်ကြီးကျယ်ခမ်းနားလဲဆိုတာကျွန်တော်တို့အတူတူကြည့်လိုက်အောင်ခင်ဗျာဒီမှာပါအခုမြင်တွေ့နေရတဲ့အတိုင်းပဲမြင်းရထားတစ်စီးလုံးကိုရွှေချထားတာကိုလည်းတွေ့နိုင်ပါတယ်ဒါရှေ့ခေတ်တုန်းကလည်းအဲ့ဒီလိုမျိုးပဲရွှေချထားတယ်လို့ဆိုပါတယ်ရှေးစာပေအထောက်အထားမှတ်တမ်းတွေအလားတူရထားတော်ကြီးများ၏အတိုင်းအတာမှတ်တမ်းများပေါ်အခြေခံပြီးအနီးဆက်ဆုံးစိတ်ကူးပုံဖော်ရေးဆွဲပြီးပြုလုပ်ထားတဲ့ပုံစံငယ်တစ်ခုပေါ်အခြေခံ၍မူလအရွယ်စားတိုင်းဖြစ်အောင်ပြန်လည်တည်ဆောက်ထားသည့်ဤရထားတော်ကြီးဟာထူးခြားထည်ဝါနေပြီဖြစ်သဖြင့်ဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့လက်အောက်ခံနိုင်ငံများကပါလေးစားခဲ့ကြရတဲ့ဘုရင်တော်မင်းတရားကြီးတတ်တော်ထင်ရှားရှိစဉ်ကကိုရိုတိုင်းစီးနှင်းအသုံးပြုတော်မူသောမြင်း16កောင်ကတဲ့ရထားကြီးမှာညီမြထေဝါခမ်းနားနေမီလှပတင့်တယ်နေမီဖိုးထိုက်တန်နေမီဆိုတာကိုလာရောက်ကြည့်ရှုလေ့လာသူများမှန်းဆသိရှိနိုင်ပါတယ်တဲ့ဒီမှာရေးပြထားပါတယ်ဆိုတော့ဒါရှေးအောင်သုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာနပဲခူးကနေပြီးတော့မှအခုလိုမျိုးတည်တည်တက်ခန်းခန်းနာနာပြန်လဲမွန်မှန်ပြီးပြသထားတာကိုမြင်တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီရထားကြီးကိုတစ်ချက်ကြည့်ကြည့်အောင်မသိရင်နန်းတော်ကြီးတစ်ခုလုံးကိုသူကမြင်းရထားကြီးပေါ်မှာတင်လာတယ်လို့ပုံစံမျိုးလောက်ထားတာဗျဟိုးထိတ်ဆုံးကဒါနန်းတော်ထိတ်ဦးလို့ပုံစံမျိုးကြည့်လိုက်ပါဒါကျွန်တော်တို့အခုဆိုရင်တော့ဟိုထိုင်းဘက်မှာတွေ့ရတဲ့ဘုန်းကြီးကျောင်းတွေမှာချွန်တက်တွေနဲ့လုပ်တဲ့ပုံစံမျိုးပေါ့ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့နန်းတွင်းလက်ရာတွေပဲဖြစ်ပါတယ်ဆိုတော့ဒီနန်းတော်ကြီးတစ်ခုလုံးလို့ခန်းခန်းနာနာပြထားတယ်ပြီးတော့ဒီရထားလုံးရဲ့ဘေးနားမှာကြာတော့သူနဂါးလို့ပြောမှာပေါ့နော်ဒီနဂါးပုံစံကြီးကတစ်ဖက်တည်းချင်းမြန်ထားပါတယ်ဒီမှာယထာဘိန်းနေမှာဆိုရင်လည်းမြန်မာမှုလက်ရာတွေအသေးစိတ်ပုံပေါ်ထားတာမြင်တွေ့နိုင်ပါတယ်ခင်ဗျာဒီရှိမှာဆိုရင်တော့ဒါဇာမနီငှက်လို့ပြောမလားဒေါင်းငှက်လို့ပြောမလားအဲဒီလိုမျိုးငှက်ရုပ်တွေပါပုံစံကိုထွင်းထူပြီးတော့မှတကယ်ကိုခန့်ခန့်နာနာထက်ထဲဝါပြုလုပ်ထားပါတယ်ဒါကမြင်းရထားကြီးရဲ့ခန့်ခန့်နာနာတိဆောက်ထားပုံနဲ့ပြုလုပ်ထားပုံပေါ့နော်အဲ့ဒီမှာဒီအရှိမှကြတော့ဘာရှိမလဲဆိုရင်အရှိမှကြာဘာရှိမလဲဆိုရင်ဒါမြင်းကောင်းရည်တွေရှိမယ်ပေါ့မှာ
မှာပြထားတဲ့မြင်းတွေခွဲခြားထားတဲ့ပုံကလည်းနည်းနည်းတော့ထူးဆန်းနေဗျဒါကျွန်တော်တို့တခြားသတိထားကြည့်ရင်သိနိုင်တယ်ဒီအနောက်ဆုံးမှာကမြင်းအမဲရောင်နေပြီးတော့အလယ်တန်းမှာမြင်းအညိုတွေရှိမယ်ဒီအရှေ့ဆုံးမှာကျတော့မြင်းဖြူရောင်နေပေါ့ဒီအရှေ့ဆုံးကနေပြီးတော့မှကျွန်တော်တို့ဒီမြင်းရထားကိုအရှေ့ဆုံးကနေမှကြည့်မယ်ဆိုဒီလိုမျိုးမြင်တွေ့ရမှာပါမြင်းအဖြူတွေကချီတက်လာမယ်မြင်းဖြူ၄កောင်မြင်းအညို၄កောင်မြင်းအနက်က၈កောင်အားလုံးပေါင်းမြင်းအကောင်ကြီး16កောင်ဆွဲတဲ့ဒါဟိုးရှိခေတ်ကဘုရင်တော်မင်းတရားကြီးစီးခဲ့တဲ့ရထားတော်ကြီးဖြစ်ပါတယ်တကယ်ပဲခန်းခန်းနားနားနဲ့ပုံဖော်ပြီးတော့မှပြန်လဲတိဆောက်ထားတာဆိုတော့လာရတဲ့သူတွေအတွက်လည်းတကယ်ပဲအချိန်ပေးရကြိုးနှက်ပါတယ်ကျွန်တော်တို့တေချာလေးမြင်တွေ့နိုင်ပါတယ်ဒါမြင်းရထားရဲ့အနောက်ဖက်ပေါ့တေချာကြည့်တော့မှဒီမြင်းရထားရဲ့ဒီမှာကြည့်မယ်ဆိုရင်သူကအနောက်ဖက်ကကြတော့လုံးဝငှက်တကောင်ရဲ့အမီးပုံစံမျိုးနဲ့မြင်းထားကြီးတစ်ခုလုံးခြုံကြည့်လိုက်မယ်ဆိုရင်ဟင်းသာတို့ဘာလို့အဲ့လိုပုံစံမျိုးဖြစ်နေအောင်ပုံဖော်ထားတာဗျကဲဒါဆိုမြင်းထားကြီးကိုတော့ကျွန်တော်တို့အနည်းကလေးလာပြီးပြီအသေးစိတ်လည်းကြည့်ပြီးပြီဆိုတော့နောက်ထပ်တစ်ညတော့ကြည့်အောင်ဒါကတော့ဘုရင်တော်မင်းတရားကြီးရဲ့မြင်း16ခုကတဲ့ရထားတော်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုဒီဘက်မှာကနန်းတော်ကြီးရှိမယ်ပြီးတော့ဟိုဘက်မှာတစ်လုံးတွေလည်းထားတာတွေ့ရဗျအဲ့ဒါဘာကြောင့်အဲ့ဒီတစ်လုံးတွေကိုထားတာလဲမသိဘူးကျွန်းလုံးတိုင်နဲ့ကျွန်းပြားအကျွင်းကြံများတဲ့ကျွန်တော်လှမ်းပြီးတော့ဖတ်လို့ရတယ်လို့တော့ကမ္ဘောဇတာရီနန်းတော်တူးဖော်ရမှာတွေ့ရှိခဲ့တဲ့ကျွန်းလုံးတိုင်နဲ့ကျွန်းပြားအကျွင်းကြံများတဲ့ကမ္ဘောဇတာရီနန်းတော်ကိုပြန်ပြီးတူးတော့ကတွေ့တဲ့ကျွန်းလုံးတိုင်ကြီးထင်တယ်ဗျရှေးအောင်သူတင်တော်ဦးစီးဌာနတဲ့ဘုရင်တော်မင်းတရားကြီးကမ္ဘောဇတာရီနန်းတော်ဒီနေရာကိုပြန်လည်ဖော်ထုတ်သူတင်နာပြုရန်တွေ့ရှိသည့်ထောက်ထားများကိုထိန်းသိမ်းထားရှိရန်ဒုဖော်တွေ့ရှိသည့်ပနတ်ပုံကိုအမိပြု၍ပြည်သူ့ကပုံစံပြန်လည်တည်ဆောက်ခြင်းဖြင့်နောင်လာနောက်သားတို့သိရှိစေရန်ဟူသည့်ရည်ရွယ်ချက်ဖြင့်တဲ့သူတင်နာပြုလုပ်ငန်းများကိုပဲခူးမြို့ကမ္ဘောဇတာရီနန်းတော်နေရာဟောင်းတွင်1990ပြည့်နှစ်စမ်းပိုင်းမှ1998ခုနှစ်အထိဆောင်ရွက်ခဲ့ပါတယ်1990ပြည့်နှစ်ကစလုပ်တယ်ဆိုကျွန်တော်တို့တော့မမွေးသေးဘူးဗျဒီကမ္ဘောဇတာရီနန်းတော်ရဲ့တဲ့မြေနန်းပြတ်သက်ဆောင်နေရာကိုတဲ့73ရက်12လ1993ခုနှစ်တွင်စတင်သူတည်နာပြုတူးဖော်ခဲ့ရတဲ့မြေနန်းပြတ်သက်ဆောင်စနုဆောင်လက်ဝဲဝင်းဆောင်နဲ့လက်ရဝင်းဆောင်တို့ရဲ့အုတ်ခုံပနက်နဲ့ကျွန်းလုံးတိုင်ကျွင်းကြံများကိုတွေ့ရှိခဲ့ဒါဆို1993လောက်ကတူးဖော်တော့ပြန်တွေ့ရတဲ့တကယ်နန်းတော်ကြီးကကျွန်းလုံးတိုင်နေပဲအဲ့တော့အဲ့ဒီခက်ကတကယ်ကျွန်းလုံးတိုင်ကြီးကအခုချိန်ထိဒီမှာကြည့်အောင်ရှိနေသေးတာကျွန်းလုံးတိုင်နေပြီးတော့ကျွန်းဆိုတော့ရေရှည်တော့ခံနေနော်သူ့ရဲ့ထူးခြားချက်တစ်ခုရှိရဗျာဒီမှာကမ္ဘောဇတာရီနန်းတော်ကြီးတဲ့တူးဖော်ရာမှာတွေ့ရှိတဲ့ကျွန်းလုံးတိုင်186တိုင်နဲ့136တိုင်အောက်ဖက်မျက်နှာပြင်မှာတဲ့ဆက်တသူမြို့စားနေစားမြို့အမည်များကိုမွန်အက္ခရာမြန်မာအက္ခရာအဖြစ်ရေးထွင်းထားသည်ကိုတွေ့ရှိရတယ်တဲ့အဲဒီတွေ့ရှိတဲ့186တိုင်နဲ့မှ23တိုင်ကိုပြန်လည်တိစောက်ထားသောနန်းတော်လက်ဝဲဝင်းဆောင်တွင်၎င်းကျွန်းလုံးတိုင်29တိုင်ကိုလက်ရဝင်းဆောင်တွင်၎င်းကျွန်းလုံးတိုင်2တိုင်ကိုဟန်တာရီရှေးအောင်သူတည်တနာပြရွက်တွင်၎င်းကျွန်းလုံးတိုင်130ကိုကျွန်းလုံးတိုင်အောင်ပြခန်းတွင်၎င်းအများပြည်သူများလေ့လာနိုင်ရန်ပြသထားပါတယ်အဲဒါဆိုကျွန်တော်တို့အဲ့ဒီ1993ဆိုတော်တော်တော့ကြာပြီလားလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်လောက်ကတွေ့ရတဲ့တူးဖော်တွေ့ရတယ်ပေါ့နော်တကယ်ဒီကျွန်းရဲ့တက်တန်းကတော့ဟိုးဒီဟန်တာရီနန်းတော်ကြီးတိဆောက်ကြရရှိခဲ့တာဆိုအဲ့ဒါတွေကိုတစ်ချက်ကြည့်အောင်ဝါဒီပေါ်မှာကျွန်းလုံးတိုင်ဒီကျွန်းလုံးတိုင်ဆိုရင်တချမ်းပဲကျန်တော့တယ်ပြတ်တောင်နဲ့ပြတ်နေနော်ဒီမှာတချမ်းလောက်ပဲရှိရတယ်ဒီအောက်ကကျွန်းလုံးတိုင်ကြီးကိုကြည့်အောင်နည်းနည်းကြီးမဟုတ်ခုနသူပြောတဲ့မြို့သားနေသားတွေမြို့တွေနာမည်ကိုမွန်ဘာသာ
မြန်မာဘာသာနဲ့ရေးထိုးထားတဲ့ဒါတွေထင်နေဗျနော်ဒီမှာကျွန်တော်တို့နားမလဲပါရေးထားလဲဆိုတော့ကျွန်တော်တို့နားမလဲဒါပေမဲ့သူတို့အမှတ်အသားတွေနေပါပေါ့ဥပမာဖြင့်ကျွန်တော်ထင်တယ်ထားပါတော့မန္တလေးဆိုမန္တလေးအင်းဝဆိုအင်းဝစကိုင်းဆိုစကိုင်းဒါမျိုးတွေကိုရေးထိုးထားတာနေမှာပေါ့ပြောမယ်ဆိုအဲ့ဒီခေတ်ကဘရင်တော်မင်းတရားကြီးရလဲဒါဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်နိုင်တဲ့သူဆိုတော့သူတည်ထောင်ခဲ့တဲ့မြန်မာနိုင်ငံကြီးကဒီပထမဒုတိယတတိယဆိုတဲ့မြန်မာနိုင်ငံပေါ့နော်ပထမမြန်မာနိုင်ငံဒုတိယမြန်မာနိုင်ငံတတိယမြန်မာနိုင်ငံတော်ဆိုတဲ့နိုင်ငံတော်၃ခုထဲမှာအကြီးဆုံးနိုင်ငံတော်ကြီးအကျယ်ဝန်းဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီဒုတိယမြန်မာနိုင်ငံတော်ရဲ့အကျယ်ဝန်းကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လောက်ထိဘုရင်တော်မင်းတရားကြီးရဲ့ဩဇာအာဏာတွေတက်ရောက်ခဲ့လဲကြီးမားခဲ့လဲဆိုတာကိုကျွန်တော်တို့လေ့လာခံမှန်းကြည့်လို့ရပါတယ်ဆိုတဲ့အခါကျတော့ဒီဘုရင်တော်မင်းတရားကြီးကသူနေထိုင်ဖို့အတွက်သူဆံမြန်းဖို့အတွက်ဟန်တာရီနန်းတော်ကြီးကိုတိစောက်မယ်ဆိုတဲ့အချိန်မှာသူ့လက်အောက်ခံနေပယ်တွေကနေပြီးတော့မြို့သားနေသားတွေလက်အောက်ခံဘုရင်တွေကနေပြီးဘုရင်တော်မင်းတရားကြီးအတွက်ဒါကျွန်းတိုင်လုံးကြီးကျွန်တော်တို့တိုင်လုံးဘလောက်ပို့လိုက်ပါတယ်ဆိုပြီးတော့မှလက်ဆောင်ပန်တာဆက်တာတဲ့သဘောမျိုးဆက်ခဲ့ရတဲ့ကျွန်းနိုင်နေလို့ပဲယူဆပါတယ်ကျွန်းနိုင်နေလည်းဖြစ်မယ်ဆိုတာသိကြပါတယ်သူတို့လည်းဒါတခြားရေးသားပြီးဖော်ပြထားဆိုတော့လေကျွန်တော်တို့ရှေးခေတ်ကအဲ့လိုအစဉ်လာတွေရှိခဲ့တယ်မလားဒီဘုရင်တော်မင်းတရားကြီးလိုမျိုးဖုံးတကိုကြီးတဲ့ဘုရင်တွေကိုဆိုရင်လက်အောက်ခံနေသားပဲသားတွေကနေပြီးတော့မှဒီကျွန်းလုံးတိုင်းတွေပြီးရင်စင်ပြူတော်တွေလက်ဆောင်ပန်းတာတွေဆက်သားရတယ်ဆိုတာဒါကျွန်တော်တို့သမိုင်းတွေမှာလည်းဖတ်ပူပါတယ်ဆိုတဲ့အခါကျတော့တကယ်ပဲဒီဟန်တာရီနန်းတော်ကြီးကဘယ်လောက်ကြီးကျယ်ခမ်းနားခဲ့မလဲဆိုတာကိုကြည့်ကျင်တယ်ဆိုရင်ဒီလက်အောက်ခံမျိုးတွေကနေပြီးဆက်သားတဲ့ကျွန်းလုံးတိုင်းတွေတောင်မှအများကြီးဒီလောက်ထိတည်ရှိနေတယ်ဆိုတာကိုခံမှန်းကြည့်လို့ရပါတယ်ဆိုတော့ဘုရင်တော်မင်းတရားကြီးတည်ထောင်ခဲ့တဲ့ဒီဟန်တာရီနန်းတော်ကြီးနဲ့ဒုတိယမြန်မာနိုင်ငံတော်ကြီးကကျွန်တော်တို့ရဲ့သမိုင်းစာမျက်နှာတွေအထက်မှာအထင်ရှားဆုံးနဲ့အကြီးကျယ်အခမ်းအနားဆုံးအင်ပါယာကြီးတစ်ခုဖြစ်ခဲ့ပါတယ်ခုနကကျွန်တော်ဖတ်ပြလိုက်တဲ့ဒီဘုရင်တော်မင်းတရားကြီးကိုဆိုရင်တခြားလက်အောက်ခံနိုင်ငံတွေကဆိုရင်နတ်ဖျားတစ်ပါးလို့တော့မှတင်စားကြတယ်ဆိုတာလေတခုဖြစ်နိုင်ပါတယ်အဲ့ဒါကဘုရင်တော်မင်းတရားကြီးကသူ့ရဲ့လက်အောက်ခံနိုင်ငံတွေကိုတိုက်ခိုက်ဖျက်ဆီးတာမျိုးမိရှို့ဖျက်ဆီးတာမျိုးတွေမလုပ်တော့ဘဲနဲ့အဲ့ဒီနိုင်ငံတွေမှာဘုရင်ကတပါးထားပြီးတော့မှသူကတရားမျှတစွာပဲကိုတိုင်းပြည်ကိုနိုင်ငံသားတွေကိုအုပ်ချုပ်တယ်လို့မျိုးအုပ်ချုပ်ခဲ့ပါတယ်ဆိုတဲ့အခါကျတော့ဒီလက်အောက်ခံနိုင်ငံတွေကလည်းချစ်ကြတာပေါ့ဗျာဘာပဲဖြစ်ဖြစ်တိုင်းပြည်ကိုဖျက်ဆီးတာမျိုးမလုပ်ဘဲနဲ့ညီလူညီမျှသာသနာပြုတယ်ပြီးတော့ကြတော့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့လည်းဘာပဲဖြစ်ဖြစ်ဒီပဲခူးကိုလာတဲ့အခါမှာကမ္ဘောဇတာရီနန်းတော်နဲ့ဒီနန်းတော်ဝင်းထဲမှာရှိနေတဲ့ရှေးဟောင်းမွေနှစ်တွေကိုလာရောက်လေ့လာတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါတွေကကျွန်တော်တို့နိုင်ငံနဲ့သမိုင်းအတွက်ဘယ်တော့မှမပြောက်ပြဲတော့မဲ့အမွေနှစ်လက်ရာတွေထိမ့်သိမ့်တဲ့ယဉ်ကျေးမှုအမွေနှစ်တွေစတဲ့အရာတွေပဲဖြစ်ပါတော့တယ်ခင်ဗျာ။ဒီကမ္ဘောဇတာရီနန်းတော်တွေဝင်လာတာကျွန်တော်တို့မြင်း16កောင်ကားတဲ့ဘုရင်တော်မင်းတရားကြီးစီးခဲ့တဲ့ဘုရင်တော်မင်းတရားကြီးစီးနှင်းခဲ့တဲ့ဒီရထားလုံးတော်ကြီးကိုလည်းကျွန်တော်တို့ကြည့်ပြီးပြီအခုဒီမှာရှိတဲ့ကမ္ဘောဇတာရီနန်းတော်ကြီးတိစောက်ခဲ့ရမှာအသုံးပြုခဲ့တဲ့ကျွန်းတိုင်လုံးကြီးတွေကိုလည်းလေ့လာပြီးပြီဆိုတော့နောက်ထပ်ကျွန်တော်တို့ကမ္ဘောဇတာရီနန်းတော်ကြီးအတွင်ကိုဝင်ရောက်ပြီးတော့တစ်ချက်သွားကြည့်ကြည့်အောင်